ရှေးခေတ်လူသားတွေရဲ့မယုံနိုင်စရာအင်ဂျင်နီယာလက်ရာ၅ခုနံပါတ်1ဂီဇာပီရမစ်ကြီးအီဂျစ်နိုင်ငံလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကတိစောက်ခဲ့တဲ့ဂီဇာပီရမစ်ကြီးဟာမူလအမြင့်480ပေခန့်ရှိခဲ့ပါတယ်ကြောက်တုံးပေါင်း1.3တန်းခန့်အသုံးပြုထားတယ်လို့ခန့်မှန်းကြပါတယ်အဟက်စရာကဒီလောက်ကြီးမားတဲ့ကြောက်တုံးတွေကိုစက်ရနေရခေတ်မတိုင်ခင်ဘလို့တည်ယူမြောက်တင်ပြီးဒီလောက်တိကျအောင်စီစဉ်ခဲ့ကြတယ်လဲဆိုတာပါချင်းကလန်တွေလီဘာတွေနဲ့လူအင်အားအသုံးပြုခဲ့တယ်ဆိုတဲ့အထောက်အထားတွေရှိပေမဲ့တိစောက်မှုအသေးစိတ်အားလုံးကိုတော့မသိရသေးပါဘူးနံပါတ်2 Stonehenge အင်္ဂလန်နိုင်ငံ Stonehenge မှာတန်ချိန်များစွာလေးလံတဲ့ကြောက်တုံးကြီးတွေကိုစက်ဝိုင်းပုံစံစီထားပါတယ်တချို့ကြောက်တွေကိုဝေးလံတဲ့ဒေသတွေကနေတည်ယူလာခဲ့တာဖြစ်ပါတယ်ဒီနေရာကိုဘာကြောင့်တိစောက်ခဲ့တာလဲဆိုတာမှာတော့အယူဆမျိုးမျိုးရှိနေပါတယ်ဘာသာရေးခန္ဓာတင်ချိုင်းနေရဒါမှမဟုတ်နေနဲ့ယာတီပြောင်းလဲကိုမှတ်သားဖို့အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့သူတေတီတွေယူဆကြပါတယ်နံပါတ်3မာချူပီချူပီယူနိုင်ငံအင်္ဂါလူမျိုးတွေတိစောက်ခဲ့တဲ့မာချူပီချူဟာပင်လယ်ရေမျက်နှာပြင်ထက်9990ပေခန့်မြင့်တဲ့အင်ဒီစ်တောင်တန်းတွေပေါ်မှာတည်ရှိပါတယ်ကြောက်တုံးတွေကိုဘီလက်မြေမတုံးပဲတတုံးနဲ့တတုံးအလွန်နီးကပ်အောင်ဖျက်တောက်တက်ဆင်ထားတာကထူးခြားပါတယ်ငလျင်လှုပ်ရှားမှုများတဲ့ဒေသဖြစ်ပေမဲ့ရာစုနှစ်များစွာတည်တတ်နေခြင်းကအင်္ဂါလူမျိုးတွေရဲ့အင်ဂျင်နီယာပညာဘယ်လောက်ဆင့်မြင့်ခဲ့တယ်လဲဆိုတာပြသနေပါတယ်နံပါတ်4ပူမာပွန်ကူဘိုလီးဗီးယားနိုင်ငံပူမာပွန်ကူမှာတွေ့ရတဲ့ကြောက်တုံးတွေဟာတိကျတဲ့ထောင့်တွေမြင်းဖြောင်းတွေအပေါက်တွေနဲ့ဖျက်တောက်ထားတာကြောင့်နာမည်ကြီးပါတယ်ဒါကြောင့်အင်တာနက်ပေါ်မှာရှေးခေတ်လူတွေဒီလိုလုပ်နိုင်ပါမလားဆိုတဲ့အယူဆတွေအများကြီးရှိပါတယ်ဒါပေမဲ့ရှေးဟောင်းသူတေသနပညာရတော့ကျွမ်းကျင်တဲ့လက်မှုပညာကြောက်ကိရိယာတွေနဲ့အချိန်ကြာမြင့်စွာလှုပ်ဆောင်ခြင်းတို့ကအဓိကအကြောင်းရင်းဖြစ်ပါတယ်နံပါတ်5လာလီဘဲလာကြောက်ဖျားကြောင်းများအီသီယိုးပီးယားနိုင်ငံပုံမှန်ဆောက်ဦးတွေလိုမြေပြင်ပေါ်ကနေအုတ်ကြောက်တွေတလွှာချင်းတိစောက်ထားတာမဟုတ်ပါဘူးကြောက်တောင်ကြီးကိုအပေါ်ကနေအောက်ဘက်ကိုတိုက်ရိုက်ထွင်းပြီးဖျားကြောင်းတွေဖန်တီးထားတာဖြစ်ပါတယ်12ရာစုနဲ့13ရာစုဝန်းကျင်ကလက်လုပ်ကိရိယာတွေကိုအသုံးပြုပြီးဒီလောက်ရှုပ်ထွေးတဲ့ဖျားကြောင်းတွေကိုကြောက်တုံးတစ်ခုထဲကနေထွင်းထုတ်ခဲ့ကြတာဟာယနေ့အထိမြင်တွေ့သူတိုင်းကိုအံ့အားသင့်စေပါတယ်ဒီလိုမျိုးဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါဦး